ရေခဲကြောင်းကြံသေးတာ ကျွန်တော်ကို ဒီနေ့ရေခဲဘုံဘုံကုန်နေဆိုတော်တော်ရောင်းကောင်းတယ်ဟုတ်လားရ မင်းဒီနေ့ရောင်းရတဲ့ပတ်စံဟောက်ပြတန်းခဲ့မိုက်လိုက်လားကွာဒီနေ့ရဲနဲ့ပတ်စံနေတလောက်ရတယ်ဆိုတော့ဒီနေ့တော့မင်းငါတို့မဟုတ်ပေးလိုက်တော့ဟဲ့ ကျွန်တော်မလုပ်ဘူးကျွန်တော်မလုပ်ဘူး အာနေစမ်းကညီလေးရမင်းအသားမနာကြီးအိမ်ပြန်လိုက်တော့ဟဲ့ အမေသားလေးအသက်အန္တရာယ်မစိုးရင်ရတာလေအမေကျင်တတ်ပါလေသားလေးရဲ့ပတ်စံပါသွားတာလေဘာမှမစိုးရင်နဲ့ပတ်စံဆိုတာပြန်ရှာလို့ရတားလေးရေခဲရောက်တော့မရောက်ပါနဲ့နော်အဖေရဲ့အကျွေးတွေကိုလည်းတားလေးစိတ်ပူးမနေနဲ့တော့အဖေရဲ့လေတွေကိုတိမ်းသွားမယ်ဆိုရင်တိမ်းပါတီသားရဲ့နော်ချီစင်ရဲသားတွေပေါ့ပါသူတို့လှုပ်ရက်လို့လှုပ်ထားတယ်ငါသားရဲ့လှုပ်ပါစေသူတို့လှုပ်သမျှအကျိုးသူတို့တနေ့ပြန်ပြီးတော့ခံစားရမှာပဲတေလို့ရှိရင်လေကို့နောက်ကိုမပါပါဘူးသားလေးရဲ့ကြောက်ကုန်ပါလေ ဒေါ်လေးအဲ့အိမ်ကနေအပီးထွက်လာတာဒေါ်မပြန်မသွားတော့ဘူးလို့လေဒေါ်လေးဆုံးဖြတ်လိုက်ဟင် ပူလောင်နေလောကီရဲ့အရာတာကိုစွန့်ပြီးအေးချမ်းတဲ့ဘဝတစ်ကိုစတော့မယ်လို့ဒေါ်လေးဆုံးဖြတ်လိုက်ပြီးခုဒေါ်လေးအေးချမ်းတဲ့အရာတာကိုဒေါ်လေးခံစားနေရပြီတားရဲ့ ဟင်တော်လေးဟုတ်ပြောလေ ဒေါ်လေးကိုအောင်တိုက်နေရမ်းခွဲလိုက်ပြီးတာလူဆိုတာရည်ရွယ်ချက်တော့ရှိရမှာပေါ့ရည်ရွယ်ချက်မရှိရသူကတည်ရဲ့သူနဲ့တူတူပဲတားရဲ့အဲ့လိုဘာရည်ရွယ်ချက်မှမရှိပဲမကောင်းမှုတွေနဲ့တော့မွေးလျော်နေတဲ့သူနဲ့ဒေါ်လေးဆက်ပြီးပေါမှုဘလို့မှမဖြစ်နိုင်တော့ဘူးအားကြောင့်ဒေါ်လေးဆက်လျှောက်ရမယ်လမ်းကိုတယောက်တည်းပဲအေးချမ်းချမ်းလျှောက်တော့မယ်လို့ဒေါ်လေးဆုံးဖြတ်လိုက်တာတားလေးရောဘဝအတွက်ရည်ရွယ်ချက်ဆိုတာရှိပြီလား ဟုတ်ကဲ့တော်လေးသဆောင်ကျိုးစားတာတင်မယ်အပြင်ကတကြီးပြလို့ရှင်ဖေနဲ့မေကိုလည်းပတ်စံနေအများကြီးရှာပေးမယ်ဒုက္ခရောက်နေတဲ့လူကိုလည်းကူညီမယ်ပြီးတော့ခုလိုဖုန်းရင်းကြောင်းမှာအမြဲတမ်းလာကူလုပ်ပေးမယ် အရန်ကောင်းတဲ့ရည်ရွယ်ချက်ပဲတားရဲ့တားလေးကအရန်လိမ့်မာလိုက်တာတားရည်ရွယ်ချက်ကိုအကောင့်ထည့်ဖို့နော်တားပြီးတော့ဖေမေနဲ့ရွာအတွက်အားကိုးရတဲ့တားလေးဖြစ်အောင်တားကစာကြိုးစားရမယ်နော်ငါတားလေးကလိမ့်မာတဲ့ကလေးလေးပဲ ဟုတ်ကဲ့ဒေါ်လေးပြောလို့ဒါဖြစ်အောင်ကြိုးစားပါမယ် အေးကွယ် ဟ
ခမရအသေးကတော်တော်ပြက်စီးနေပြီဗျအသေးကအစီဖုံးတဲ့အပြင်6ပါ6နေခမရအရက်လုံးဝတောင်းလို့မဖြစ်တော့ဘူး ဟိုစေးတော့ပျောက်တယ်မလားဆရာ ဘယ်ရောဂါပဲဖြစ်ဖြစ်ခဏလေးနဲ့ပျောက်သွားရဲဆိုတော့မရှိပါဘူးလူနာကိုယ်တိုင်ကလည်းဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစားအသောက်တွေအနေအထိုင်တွေကိုတေချာလိုက်နာမယ်ဆိုရင်တော့တတ်တာမှာပါ ဟိုအသေး6တာတခုလည်းပဲလားဟင် အဲ့ဒါတော့ကျွန်တော်တို့နောက်ထပ်ဆေးချက်ကိုကြည့်ပြီးတော့မှသိရမှာပါနောက်ဆေးချက်ထွက်လာမှာပဲဒီယောဂအချင်းကိုကျွန်တော်ထပ်ပြောနိုင်မှာပါဟိုနောက်တစ်ပတ်ကျရင်ထပ်လာခဲ့ပါအခုလောလောဆယ်တော့လိုအပ်မဲ့ဆေးကျွန်တော်ရေးပေးလိုက်ပါမယ်ဟိုဆေးကိုကျွန်တော်ရေးပေးတဲ့အတိုင်းချိန်မီတောက်ဖို့လည်းလိုပါတယ် ဟုတ်ကဲ့ပါဆရာကဲတောက်ဆရာရှိတာတောက်တယ်နော်ပြောပါပါ အာစီဆရာကမတောင်းနဲ့လို့မှားထားတယ်လေ ဘာကိစ္စသူစကားကိုငါနားထောင်ပါလေ तू ကငါဖေးမှာမဟုတ်ဘူးကိုကြိုက်လို့ကိုတောက်တယ်ဘယ်သူမှယူဆိုင်စားမှာစကားအိမ်မများတယ်တောက်တောက်ရှောင်းလိုက်တာဒီနာနဲ့တဲ့အန်ချက်ပါ ဆက်မတော့ပါနဲ့အာစရီအခန်းထဲမှာသွားနာနေလိုက်ပါကောင်မလေးတို့လည်းကျွန်တော်ပြန်ပို့လိုက်ပါဗျာ မင်းဒီကောင်လေးမူးနေအကိုကြီးမူးနေအကိုကြီးမူးနေအကိုကြီးနဲ့ဖော်လို့ပြရတယ်နော်ဖော်လို့ရဒါသာချာဒါဟဲ့ဒါဟဲ့လောက်တော့အာစရီလောက်တော့တို့ပြောသားလေမတောက်ပါတော့လေ လောက်ပါအာစရီယာ ထပ်တော့လေတဲ့မင်းပြောထားတယ်ဩဒုက္ခပါပဲရုပ်တော့ခုံမရတော့အာစီဆောင်းဖို့စားပြတ်တော့ပြတ် အာစရီ အာစီ ဒါဟိုးရင်ကလေးကဒီမှာလုံးနေဆုံးပြတာပါ မကောင်းနဲ့ဟဲ့နေမြတ်သူကမလား နေတထားမို့ အသေးချောင်းနေုံနဲ့မဟုတ်တော့ကင်ဆာဆင်းကိုပါရောက်နေတယ် တထေးမရှိဘူးဆေးရုပ်တင်ထားမင်းကဘာကိစ္စရှိလဲ ဒီလားအတွက်ပေးဆက်ရှိတဲ့အကျိုးကြီးလာပေးရပါရှင် Can so rock for you, yeah. So that